လုပ်ရှင်ပေါ့နော် Ghibli animation video လေးကိုဘယ်လိုထုတ်လဲဆိုတော့ကျွန်တော်ပြပြပေးမယ်ဆိုတော့အရင်ဆုံးအဲ့ဒါထုတ်ဖို့အတွက်ကျွန်တော်တို့ရဲ့ပုံလေးတစ်ပုံတော့လိုတယ်ဘာပုံလဲဆိုရင်ကျွန်တော်တို့ရဲ့အခုနေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပုံလေးတွေပေါ့နော်ဘာပုံလေးလဲဆိုရင်ဒါဒီလိုပုံလေးပေါ့ဒါကျွန်တော်တို့အိမ်မှာရှိတဲ့နေရာပြီးရင်ကျွန်တော်တို့ရုပ်ပုံလေးတွေပြီးတခြားဘေးပတ်ဝန်းကျင်ပုံလေးတွေတပုံကိုရိုက်ပြီးပေါ့နော်အဲ့လိုရိုက်ပြီးဆိုရင်ကျွန်တော်ဘယ်ကိုတောင်းမဲဆိုရင်ကျွန်တော် ChatGPT ကိုကျွန်တော်တွားမယ်ပေါ့နော် okay ဟို ChatGPT ကိုတွားမယ်ဆိုတော့ ChatGPT ထဲမှာအစီအမပြေရလေးကျွန်တော်ပြန်ပြောပြခြင်းနဲ့ဆိုတော့ဒီမှာ okay ဒီပုံဆိုရင်ဒါအဆင်ပြေတယ်ပေါ့နော်ဒီလိုလေးပေါ့ထွက်လာရတဲ့ပေါ့ဗျာဒါပြီးတော့ဒီထဲမှာဗာပြခြင်းနဲ့ဆိုတော့ဒီမှာကြည့်ဗျာဒီလိုလုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ stop page ဆိုတာကြီးပြနေဆိုတော့အဲ့ဒါမပြောင်းလဲပေးဘူးဗျာဆိုတော့ChatGPT မှာ error တက်တယ်ပေါ့နော်ပုံလေးမထုတ်ပြရရှိရယ် okay အဲ့ဆိုရင်ဂျမနိုင်းကိုကျွန်တော်တွားမယ်ဗျာတကယ်လို့ထုတ်ပေးရမယ်ဆိုရင် ChatGPT ကအကောင်းဆုံးပုံလေးရတယ်ပေါ့နော်ပြီးတော့ဂျမနိုင်းကိုတွားဆိုတော့ဒီမှာကြည့်ဗျာတိတ်ပြီးတော့မလှဘူးဖြစ်နေဂျမနိုင်းကဘယ်လိုထုတ်ဒီလိုပုံစံကြီးဖြစ်နေတာဗျာအဲ့ဒီနေရာဒီတုတ်နေရာတော့အဆင်ပြေပါတယ်ဒီနေရာရလုံးဝအဆင်ပြေအဲ့လိုမျိုးလေးရှိတယ်ဆိုတော့ကျွန်တော်ကဘေးကိုတွားမလဲဆိုရင်ဒီထဲမှာ Vivo AI ဆိုတာလေးရှိရပေါ့နော်အဲ့ဒါလေးကို download လိုက်ပါ download မရရင်ကျွန်တော်ရဲ့ Telegram channel မှာလာလို့ရပါတယ်ဆိုတော့ဒီထဲကိုဝင်လိုက်ပေါ့နော် okay ဒီထဲဝင်ပြီးဒီမှာ image generating ဆိုတာရှိတယ်ဒီထဲလေးဝင်ရမယ်ပေါ့နော် sorry ဗျာဒီမှာ image generating ကိုကျွန်တော်ဝင်လိုက်မယ် okay image generating ကိုနှိပ်မယ် okay ပြီးရင်ဒီထဲမှာကျွန်တော်အပေါင်းလေးကိုထပ်နှိပ်လိုက်မယ်အပေါင်းလေးကိုထပ်နှိပ်ပြီးရင်ကျွန်တော်တို့လှုပ်ရှင်တဲ့ပုံပေါ့နော် Ghibli ပုံလေးလှုပ်ရှင်တယ် Ghibli ပုံစံလေးလှုပ်ရှင်တယ်ဆိုရင်ကျွန်တော်ဒီထဲမှာကျွန်တော်ရိုက်ခဲ့တဲ့ပုံတစ်ပုံလေးကိုယူလိုက်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီပုံလေးကိုရွေးလိုက်မယ်ရွေးပြီးရင်ကျွန်တော်ဒီထဲမှာစာလေးရေးမယ်ပေါ့နော် okay စာလေးကိုတော့ဒီပုံစံအတိုင်းကျွန်တော်ရေးထားတဲ့အတိုင်းရေးပြလိုက်ပေါ့နော်ကျွန်တော် Telegram မှာလည်းထပ်ပြီးတော့ရေးပြထားမယ် okay ပြီးရင်ကျွန်တော်ဒီထဲမှာကျွန်တော်တို့ setting ချိန်ရမယ့်အရာတွေရှိပါတယ်ဆိုတော့ဒီထဲမှာ16 9ရှိရတာတော့ TikTok YouTube site ပေါ့နော်ဆိုတော့ဒီမှာ16 9လေးကိုနှိပ်လိုက်ပါပြီးရင်ဒီထဲမှာ 9 system တခြား site လေးတွေလည်းပါမယ်ပေါ့နော်ကျွန်တော် YouTube TikTok site ထုတ်မှာဖြစ်တဲ့အတွက် 9 system ပြီးရင်ဒီထဲမှာ okay ကျွန်တော်ထုတ်လိုက်ပြီပေါ့နော် critic က1ပဲကုန်တယ်ပေါ့နော်ပြီးရင် okay ဒါလေးတရားပြီး1ရပါပြီဆိုတော့ကျွန်တော်တို့ကအဲ့လိုထုတ်ဖို့အတွက် point တွေလိုပဲပေါ့နော်ဆိုတော့အဲ့ point တွေကိုဘာမှယူရမလဲဆိုတော့ကျွန်တော်ပြောပြမယ်ဆိုတော့ဒီကနေထွက်လိုက်ပါပြီးရင်ဒီထဲမှာ Vivo ဆိုတာလေးရှိရပေါ့နော်ဒီထောက်မှာ Vivo ဆိုတာလေးရှိအဲ့ဒါလေးကိုနှိပ်လိုက်ပါ okay အဲ့ဒါလေးကိုနှိပ်ဒီထဲမှာ stat ဆိုတာလေးရှိရပေါ့နော်ဒီမှာ critic ကလည်းဒီမှာအများကြီးရှိမယ်ဒီ stat ဆိုတာလေးနှိပ်ပြီးတော့ကျွန်တော်ဒီထဲမှာကြော်ညာ3ပုတ်လောက်ကြည့်ပြီးရင်point 10 point critical 10 point ရတယ်ပေါ့နော်ဆိုတော့ okay အဲ့လိုလေးကြည့်လို့ရတယ်ဒီအောက်မှာလေးလည်းရှိရပေါ့ဒီအောက်မှာလေးလည်းဒီမှာ video ထုတ်ပြီးရင်ဗီဒီယို3ပုတ်ထုတ်ပြီးရင် point 20ရမယ်ဒါဗီဒီယို share ပြီးရင်10 point ရမယ်ပေါ့နော်ဒါတော့ application ကို review လုပ်ပြီးရင်တော့20ရမယ်ပေါ့အဲ့လိုမျိုးလေးရှိတယ်ပြီးဒီထဲမှာ fan ပေါ့နော်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေကိုခေါ်ပေးမယ်ဆိုရင်တော့ဒီမှာ9000ကျော်ပေါ့နော်အဲ့လောက်ရမယ်ပေါ့နော်9000ကျော်ရမယ်ဆိုတာတစ်ယောက်ကို30ပေါ့နော်တစ်ယောက်ခေါ်ပေးရင်30ရမယ်ဆိုတော့ပေါ့အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးရှိပါတယ်အဲ့ဒါတွေမလုပ်ချင်ဘူးဆိုရင်ဒီမှာဒီ stat ဆိုတာလေးရဖို့ကောင်းတယ် stat ဆိုတာလေးနေပြင်ကျွန်တော်ဒါ point လေးရပြရမယ်ပေါ့နော်အဲ့လို point ရရင်ကျွန်တော်ကပုံနေဗီဒီယိုတွေထုတ်လို့ရမယ်ပေါ့ဆိုတော့ okayဆိုတော့ကျွန်တော်တို့ဒါထုတ်ထားတဲ့ပုံကိုကြည့်ဖို့အတွက်ဆိုရင်ဒီမှာမီဆွဲအကောင့်လေးရှိရပါတော့မီဆွဲဒီနေရာလေးကိုနှိပ်လိုက်ပါဒါဆိုရင်ဒါကျွန်တော်ထုတ်ထားတဲ့ပုံတွေပေါ့နော်โอเคပုံတွေရောဗီဒီယိုတွေရောအဆုံးပါပဲโอเคဆိုတော့ကျွန်တော်တို့ဒါဒီထက်ကကျွန်တော်တို့ save ခြင်းတဲ့ပုံတစ်ပုံကိုရွေးလိုက်ပါမယ်โอเคဒါဆိုရင်ဒါကျွန်တော်တို့ဒါ Ghibli ပုံလေးရပါပြီဆိုတော့ကျွန်တော် downloading ကိုနှိပ်လိုက်မယ်ပေါ့နော်โอเค downloading ကိုနှိပ်ပြီးဝင်မှု watermark ဆိုတာကျတော့ဒါကတော့ logo မပါတာပေါ့နော်ဒါပေမဲ့ဒီပုံထုတ်မယ်ဆိုရင်အားနည်းချက်ကတော့ logo ပါတယ်ဆိုတော့ logo ကတော့3ပုတ်ပေါ့နော်3ပုတ်ကတော့ logo မပါပဲထုတ်လို့ရတယ်ကျန်တဲ့10ပုတ်တို့5ပုတ်6ပုတ်လောက်ဆိုတော့ဒါ logo ပါသွားမှာပေါ့နော်လို့လေးရရှိပါတယ်ဆိုတော့ကျွန်တော်ကတော့ဒါ downloading လေးရနေလိုက်တော့မယ်โอเคဒါလေးပုံရပြီပေါ့နော်ပုံရပြီဆိုရင်ကျွန်တော်တို့ဗီဒီယိုထုတ်ကြမှာဖြစ်တဲ့အတွက်ဒီ application လေးလိုပါတယ်ဒီရဲ့ Queen ပေါ့နော် Queen ဘာလဲမသိဘူးဗျာဒီ application ကိုလည်းကျွန်တော် Telegram ထဲမှာကျွန်တော် link ပေးထားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ application လေးကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်โอเคဝင်လိုက်မယ်ဝင်ပြီးပြီဆိုရင်ကျွန်တော်ဒါ Google account နဲ့ချိတ်ပေးရမယ်ပေါ့နော်โอเค Google account နဲ့ချိတ်ပြီးဆိုရင်ဒီလိုပုံစံလေးဖြစ်လာလိမ့်မယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့ကဗီဒီယိုနှိပ်ရမယ်ဆိုရင်ဒီအပေါင်းလေးကိုနှိပ်လိုက်မယ်ပေါ့နော်မြင်ရမှာဒီအပေါင်းလေးနှိပ်လိုက်ပေါ့နော်โอเคနှိပ်ပြီးတော့ create video ဆိုရင်ကျွန်တော်တို့ထပ်နှိပ်မယ် create video ဆိုတာလေးကျွန်တော်ထပ်နှိပ်မယ်ပြီးရင်ဒီထဲမှာ69ဆိုတာလေးမြင်ရမယ်အဲ့ဒါလေးကိုကျွန်တော်ထပ်နှိပ်မယ်โอเคအဲ့ထဲမှာကျွန်တော်အချိုးလေးအားလုံးရေးလို့ရတယ်ရကျင်တဲ့အချိုးကျွန်တော်တော့916ကိုယူလိုက်မယ်ပေါ့နော်ဆိုတော့ပြီးရင်အပေါင်းလေးကိုထပ်နှိပ်မယ်ပြီးရင်ဒီထဲမှာဒီ create email ကိုလုံးဝမနှိပ်တဲ့ပေါ့နော်ကျွန်တော်တို့ကပုံထုတ်မှာပြတဲ့ဒီဟာလေးကိုပဲကျွန်တော်နှိပ်ပေးပါဆိုတော့ဒီဟာလေးကိုနှိပ်မယ်ပြီးရင် file ဆိုတာလေးကိုထပ်နှိပ်မယ်โอเคဒီထဲမှာကျွန်တော်ခဏကစီးရတဲ့ပုံလေးကိုကျွန်တော်တွားယူမယ်ပေါ့နော်โอเคဒီပုံလေးကိုကျွန်တော်နှိပ်လိုက်မယ်โอเคနှိပ်ပြီးကျွန်တော်ဒါ print ရေးပေးရမှာပေါ့နော်print ရေးပေးရမှာဆိုတော့ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့ Gemini ကိုတွားကြမယ် Gemini ကိုပဲ print ရေးခိုင်းမယ်ပေါ့နော် print ရေးတာတော့မကြောက်ဗျโอเคဒါဆိုရင်သူရေးပေးရပြီပေါ့ဗျာဆိုတော့ကျွန်တော်တို့ဒီရဲ့ copy လေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ရဲ့ video ထုတ်မဲ့ Queen Studio ဆိုတာလေးကိုတွားလိုက်မယ်ပေါ့နော်ပြီးရင်ဒီထဲမှာခဏကရေးရတဲ့စာလေး copy ပဲစာလေးကို paste ချလိုက်မယ်ပေါ့နော်ပြီးရင်မလိုတဲ့ဟာလေးကိုဖြတ်လိုက်မယ်ဒီကောင်က video ထုတ်ရင်ကြော်ညာလေးပါလေးလည်းလုံးဝမတက်ဘူးပေါ့နော်ပြီးရင်ဒီရဲ့အပြန်အောင်ဆန့်လေးကိုနှိပ်လိုက်ပေါ့နော်ပြီးရင်ဒီလိုဆိုရင်ဒါ video လေးထုတ်နေပြီ100အထိလုံးဝစောင့်ကြမလို့30 40ကျော်လောက်ပေါ့နော်အဲ့လောက်ဆိုရင်ကိုမှရပြီပေါ့နော်ပြီးရင်9မိနစ်ပဲရတယ်ပေါ့နော်9စက္ကန့်ပဲရတယ်ပေါ့ဒီ video ကကြတော့အဲ့လိုမျိုးရောရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒါ video လေးထုတ်ပြီးပြီဆိုရင်ဒါကက်ကက်မှာပဲတွားပြီး edit လုပ်ပြီးတော့ဒါတင်လို့ရတယ်ပေါ့နော်
ဒါကကျွန်တော်တို့ရဲ့အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ပုံလေးကိုရိုက်ပြီးတော့အဲ့လိုမျိုး GPD ပုံစံလေးလုပ်ပြီးတော့တင်တဲ့ video file လေးဖြစ်ပါတယ်ဆိုတော့ဒါကတော့ကိုယ်ပိုင် content ဖြစ်တဲ့အတွက်ဒါအဆင်ပြေတယ်ပေါ့နော် monetization နဲ့ပတ်စံရှာမင်းကြီးကိုမောင်နှမတွေအတွက်ဒါအဆင်ပြေမယ်လို့ထင်ပါတယ်တချို့လူတွေလည်းဒါလေးလုပ်ပြီးတော့ like တွေ follow တွေအများကြီးရနေကြတယ်လို့ရှိတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်ပြောပြဖြစ်ပါတယ်နောက်ထပ်လည်းနီလန်းအဲ့လိုမျိုးနီလန်းတစ်တွေပါညာတွေပေါ်လာရုံမှာပါတိကျပါတယ်ဆိုတော့ကျွန်တော်ဒါအဲ့လိုမျိုးပေါ်လာရင်လည်းကျွန်တော်အများကြီးထပ်တင်ပေးဦးမှာပါဆိုတော့ okay အားလုံးပဲစောင့်ကြည့်ကြပါပေါ့နော်ဆိုတော့ဒီ video လေးကိုကျွန်တော်ပြပေးမယ်ဒီ Queen Studio ကကျတော့ဟိုဗာလေ Play Store မှာဒီတိုင်း VPN ချိတ်ပဲ down မယ်ဆိုရင်တော့ဒါ down လို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ US VPN လေးရောချိတ်ပေးရတယ်ပေါ့နော် Telegram မရှိရလို့ဆိုရင်တော့ဒါPlay Store မှာ VPN လေး down ပြီးတော့လုပ်လိုက်ပေါ့နော်ကျွန်တော်တို့ဒါ Telegram ရှိရလို့ဆိုရင်တော့ဒါကျွန်တော်ရဲ့channel မှာချပေးထားတယ်ပေါ့နော်ဒီရဲ့ဟာတွေအကုန်လုံးကိုဆိုတော့မှ video လေးက9မိနစ်ရလာပြီကျွန်တော် video လေးဖွင့်ကြည့်လိုက်မယ် okay အဲ့မဲ့ရေးစရာကောင်းတာတကွာအိမ်နာမှာဒီလိုလေးပါနေရပေါ့နော်ဒီမှာကျွန်တော်တို့ပါလဲပကံစင်မှာရှိရဲ့ zone တွေပါပါတယ်ဗျာဒီလိုအပူလေးလည်းပါတတ်တယ်ဗျာဒီ video ကတိလားဆိုတော့ဟိုဒီရဲ့အောက်မှာများလေးရှိရဗျာဒီများလေးကိုဒါနှိပ်လိုက်ပါတွေ့မယ်ထင်ပါတယ်နော်ဒီများလေးကိုလည်းကျွန်တော်ဒါနှိပ်လိုက်ပါနော်အပြင်ဒီမှာဒီလို downloading file လေးကအမှန်ကြီးလေးပြီးသွားဆိုတာစီးလို့ရပြီပေါ့နော် okay ဒါဆိုရင်ဒါအားလုံးပြီးသွားပြီပေါ့ဗျာဆိုတော့နားမလည်တာပါညာရှင်ကျွန်တော်ကောင်းပါပြန်ပြီးတော့လာမေးလို့ရပါတယ်ဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ်